Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဦးပါပေါ့နော်အိမ်မှာကြာလေးလေးအထားခံပြီးထမင်းဖြူနေပဲဆက်ခောက်ဆွဲနေပဲဆက်အရန်စားလို့ကောင်းတဲ့ဒီဝက်မာလာစီမွေးလေးလောက်သွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှင်တော့ let's go ဥပမာဦးဆုံးဒီဝက်သားလေးတွေကိုအတုံးသေးလေးလိထားလိုက်ပါမယ်ဝက်သားမှမဟုတ်ဘူးမီးကျိန်းနဲ့တက်ရအသားတုံးလို့ရပါတယ်ဒီလိုဆိုင်တုံးလေးတုံးထားပါတယ်ဥတို့ဒီမှာတေချာတုံးထားတဲ့ဝက်သားလေးတွေကိုစားလေးနဲ့အရင်တစ်ခေါက်နဲ့ပြီးဆေးလိုက်ပါမယ်ဥတို့ဒီမှာတေချာတုံးပြီးဆေးထားတဲ့ဝက်သားလေးတွေကိုအရသာနှပ်ပါမယ်ပထမဆုံးဥတို့ဒီထဲကိုစားထည့်ပါမယ်ပြီးတော့ဆနွင်းမုံလေးငယ်လို့ရှိရင်တော့ဥကဒီမှာဂျင်းမုံရောကြက်သားမုံရောပါတဲ့ကြက်သားမုံလေးထည့်လိုက်ပါမယ်တကယ်ကဦးအိမ်မှာဂျင်းမရှိလို့ပါတကယ်လို့ဂျင်းရှိရင်တော့ကြက်သားမုံရယ်ဂျင်းရည်လေးရထည့်ပြီးတော့နှပ်လို့ရပါတယ်ဒါလေးကိုတေချာလေးနဲ့ပြီးတော့နှပ်ထားလိုက်ပါမယ်ကဲဒီကောင်လေးနှက်ထားတော့မှဦးမာလာစီမွေးစချက်လိုက်ပါတော့မယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီအသားနဲ့မာလာစီမွေးနဲ့ပေါင်းလုပ်တယ်ဆိုလို့ရှိရင်အသားတွေကိုအရင်ကြော်ပြီးတော့မှအဲ့စီနဲ့မာလာစီမွေးထက်ချက်လို့ရပါတယ်ဒါပေမဲ့ဦးကကြတော့ personally ဒီ what ကြော်ရထွက်တဲ့အနံ့ကိုမကြိုက်တော့မာလာစီမွေးကိုတက်ချက်ပါမယ်ဒီအသားနဲ့မရောဘဲနဲ့လည်းနည်းနည်းသိမ်းပါမို့လို့ပါကဲဒါဆိုလို့ရှိရင်ဦးတို့စချက်ပါတော့မယ်ပထမဦးဆုံးစီမွေးချက်ဖို့အတွက်စီထည့်လိုက်ပါမယ်စီကိုပေါပေါတိတိလေးထည့်လိုက်ပါမယ်မီးကတော့အလေလက်မှာထားရပါတယ်။တို့ဒီဘက်မှာပေါ့နော်စီလေးကလုံးဝပူလာပြီဆိုတဲ့အဆင့်မှာဒီစီမွေးအတွက်အမွှေးနဲ့တာတွေစားထည့်ပါမယ်။ပထမဦးဆုံးတို့ဒီနန်းနန်းပင်အမြင့်ကလေး3မြစ်ထည့်လိုက်ပါမယ်။နန်းနန်းပင်အမြင့်နေရာမှာတို့ဂျင်းရဲ့စက်သွမိတ်ပင်ရဲ့မြစ်ကိုလည်းသုံးလို့ရပါတယ်။ပြီးတော့တို့ဒီထဲကိုကရဝေးရွက်ရှောက်ကောနန်းနန်းပွင့်တစ်တဘူခောက်ပြီးတော့ဖာလာစေးနဲ့နန်းနန်းစိတ်လေးတွေပါတစ်ခါရဲထည့်လိုက်ပါမယ်။ဥတို့စောစောထည့်ထားတဲ့အမွှေးနဲ့တာတွေအကုန်လုံးစီထဲကိုမှုေးပြီးဝင်သွားတဲ့အထိဥတို့ခဏလေးမီးအလဲလဲနဲ့တည်ထားလိုက်ပါမယ်ဒီချိန်မှာဥတို့ပွားကြောင်းအထုံစိတ်ထောင်းပါမယ်ကဲဥတို့ဒီထဲကပေါ့နော်စောစောကအမွှေးနဲ့တာအတွက်သုံးထားတဲ့ပေါင်ပစ္စည်းတွေအကုန်လုံးပြန်ပြီးတော့စကားလေးနဲ့ဖယ်လိုက်ပါမယ်လုံးဝဒီလိုမျိုးခြောက်သွားတဲ့အထိဥကဒီမီးအလဲလက်အေးလေးနဲ့ထားရတာပါကဲဒါဆိုလို့ရှိရင်ဦးတို့ဒီမာလာစီမွေးစားချက်ပါတော့မယ်စောစောပစ္စည်းလေးတွေဖယ်ပြီးွားရဲ့စီကိုဦးတို့လုံးဝမီးပိတ်ထားလိုက်ပါမယ်မီးပိတ်ထားပြီးတော့ဦးဒီထဲကိုဒီအကြမ်းဖက်ပေါ့နော်ဇပွဲတင်ဆို2စွန်းခွဲလောက်ရှိရဟာလေးထည့်လိုက်ပါမယ်ကဲပြီးလို့ရှိရင်တော့ဦးတို့ဒီထဲကိုငရုတ်သီးအယောင်တင်မုံလေးထည့်လိုက်ပါမယ်ဒါကတော့ဇပွဲတင်ဆိုအားဖြင့်ဒီ4စွန်းလောက်ရှိရပေါ့နော်တေချာလေးမှုပြီးလိုက်ပါမယ်ပြီးရင်တော့ဦးတို့ဒီထဲကိုဆော့ဆော့မှတေချာလေးထောင်းထားတဲ့ဟွားကြောင်းမုံလေးတွေပါထည့်လိုက်ပါမယ်။စီမွေးအတွက်လိုအပ်တဲ့ပဝန်ပစ္စည်းလေးတွေရသွားပါပြီ။ကဲဒါဆိုဦးတို့အရသာစားထည့်ပါတော့မယ်။အရသာအတွက်ပထမဦးဆုံးစားထည့်ပါမယ်။ပြီးတော့ဦးတို့ဒီထဲကိုတရုတ်မဆလာထည့်ပါမယ် aka 5 spice ပါ။ဟင်းဒီဟင်းရွက်အရသာမုံလေးလည်းထည့်လိုက်ပါမယ်။ကဲဒါဆိုလို့ရှိရင်ဦးတို့ရဲ့စီမွေးလေးကကျက်သွားပါပြီ။ဟိုမေးတော့မလို့ဒီထဲကိုဦးတို့နှမ်းထည့်ရပါမယ်။ဦးတို့ဒါလေးကိုပေါ့နော်ခဏလေးအေးခံပြီးွားလို့ရှိရင်ဦးတို့ထဲမဲ့ကွန်တိန်နာရဲ့ထည့်သိမ်းလို့ရပါပြီ။ရတာမီဖို့တော့ခဏနေလို့ရှိရင်ညှစ်နုနုလေးပြုတ်ထားတာလေးနဲ့ရောတုပ်စားပါမယ်။ပို့ပြီးတော့အရသာထူးခြားပြီးကောင်းမွန်ကြလို့ရှိရင်ဒီထဲကိုဦးတို့ဒီပဲငင်ပြားကြီးထည့်ပါမယ်။ကဲဒီဘက်ကမာလာစီမွေးလေးကိုအေးအောင်ဆောက်နေတော့ဦးဒီဘက်ကညှစ်လေးနဲ့တုပ်စားပါမယ်။ဦးတို့ဒီညှစ်ပြုတ်ထဲကိုဆော့ဆော့မှချက်ထားတဲ့မာလာစီမွေးလေးရဲ့ခရူးစီလေးအနှဲငယ်ရဲ့ပဲငံပြားရဲ့အနှဲငယ် Chinese black vanilla ပေါ့နော်ဒါလေးနည်းနည်းထည့်ပြီးတော့ဦးငယ်လိုက်ပါမယ်။ဗီဒီယိုအစတုန်းကဝက်မာလာစီမွေးလို့ပြောခဲ့ရနော်။လောလောဆယ်တော့ညှစ်မာလာတုပ်ဖြစ်သွားပြီ။ဗီဒီယိုတစ်ပုဒ်ထဲမှာ recipe တွေများနာ။ဒီမြက်ကကြဒီမာလာထန်ဆိုင်နေမှာရမြက်အသေးလေးဘိုးလို့ဆက်ကိစ္စကိုမေးတော့မလို့ဦးတို့ဝက်သားဆက်ကြော်ပါမယ်ဒါဆိုလို့ရှိရင်ဦးတို့ဒီဝက်မာလာစီမွေးတဲ့စီမွေးတဲ့ထည့်ဖို့တော့ဝက်သားလေးတွေကြော်လိုက်ပါတော့မယ်ဦးတို့စီလေးပူလာပြီဆိုလို့ရှိရင်ဆော့ဆော့ဝက်သားလေးတွေထည့်ပြီးတစ်ခါရေးကြော်လိုက်ကြပါမယ်ခါ
တဲ့မာလာစီမွေးလေးကိုပေါ့နော်ဦးဒီလိုမျိုးနှစ်ခွက်လေးခွဲထားပါတယ်တစ်ခွက်ကိုတော့သူ့ရဲ့မာလာစီမွေးတိုင်းပဲဦးသိမ်းထားလိုက်ပါမယ်နောက်တစ်ခွက်ကိုတော့ဒီဘက်ကကြော်ထားတဲ့ဝက်သားကြော်လေးရဲ့စီလေးရဲ့နဲ့ရောပြီးတော့ဝက်မာလာစီမွေးလေးလုပ်လိုက်ပါမယ်ဝက်သားတုံးလေးတွေကိုဦးကလိုမျိုးလုံးဝခြောက်သွားတဲ့အထိကြော်ထားပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဦးစီမှာဒီဘက်ကဝက်မာလာစီမွေးလေးရယ်ရိုးရိုးမာလာစီမွေးလေးရယ်နှစ်ဘူးရသွားပါပြီဒီနှစ်ဘူးနဲ့ဆိုလို့ရှိရင်ဥပဒါဦးကျုပ်ပဲကြော်စစားခောက်ဆွဲပဲပြုတ်စစားအကုန်လုံးမှာထည့်ထားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲအားလုံးပဲဘိုင်ဘိုင်